ရှင်ဗျာမိကုံးမိတ်ဆောက်ပြန်လေးပါရှင်ဗျာတပည့်တော်တို့ငယ်ငယ်တော့ပေါ့ဗျာဟိုသူများတက်ဖူးတယ်ပေါ့ဗျာအဲ့ဒါတွေကိုခုသိတဲ့အခါကျတော့ဒီပါဏာတိပါဒကံတွေကိုပြေပြောက်စေမဲ့ကုသိုလ်မျိုးတို့ဘာလို့ရှိနိုင်မှာသလားဗျာပြီးတော့သိကြပါဗျာရှိနိုင်တာပေါ့နော်ဒါလည်းတရားတစ်ပုဒ်တော့ဟောအောင်ပါပေါ့နော်ဘုရားရှင်ဟောတာရှိတယ်သုတ်တန်တစ်ခုထဲမှာလေဗာသုတ်တန်အဲ့ဒီမှာဘုရားဟောတာကဘာလဲဆိုတော့အယူဝါဒနှစ်ခုကိုဘုရားတင်ပြထားတယ်တချို့ကဘယ်လိုယူဆလဲဆိုတော့ကိုလှုပ်ထားတဲ့ကံဒီပေါ့နော်အကုသိုလ်ကံဒီမသိလို့လှုပ်ခဲ့တာဖြစ်ဖြစ်သိလို့လှုပ်ခဲ့တာဖြစ်ဖြစ်ဒီအကုသိုလ်တွေရဲ့အကျိုးတရားကိုတေချာပေါက်ခံစားရမယ်လို့ဆိုတဲ့အယူဝါဒတစ်ခုရှိတယ်ဘလို့မှမလွတ်နိုင်ဘူးပေါ့နော်ဒီအကုသိုလ်ကံရဲ့အကျိုးပေးကိုခံရမှာလုံးဝမလွတ်ဘူးဆိုတဲ့ဝါဒတစ်ခုနောက်ဝါဒတစ်ခုကမဟုတ်ဘူးအကျိုးပေးခွင့်ကြုံမှပေးတာအကျိုးပေးခွင့်မကြုံရင်မပေးဘူးဆိုတဲ့ဝါဒကတစ်ခုနှစ်ဝါဒရှိတယ်အဲ့တော့မြတ်စွာဘုရားကပြောပြတယ်မဟုတ်ဘူးနော်ပထမဝါဒကိုဘုရားလက်မခံအောင်ညင်းလိုက်